ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့စုံကရံပွဲတော်အကြောင်းလေးကိုအနေငယ်ပြောပြလိုပါတယ်။စုံကရံပွဲတော်ကိုကျွန်တော်တို့စရောက်ဘူးခဲ့တဲ့လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကစန်ထရဘောဧရိယာနဲ့စီးရုံဧရိယာမှာအစီကားဆုံးကျင်းပတာကိုတွေ့ရခဲ့ရပါတယ်။ခုနှစ်ဒီမှာတော့တခြားနေရာတွေမှာပါထပ်မံတိုးချဲ့ပြီးတော့ကျင်းပလာတာကိုတွေ့ရပါတယ်။မနေ့ကဆိုလို့ရှိရင်ဒီနေရာမှာဖြော်ပြရေးမှန်းတဲ့တွေရေကစားတဲ့နေရာတွေစိုင်ကန်းနေနဲ့လူတွေအများကြီးစီကားပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီနေရာမှာဘာမှမရှိတော့ပါဘူးရှင်းသွားပါပြီထိုင်းနိုင်ငံမှာကျင်းပတဲ့စုံကရံပွဲတော်ဟာကျွန်တော်တို့မြန်မာနိုင်ငံမှာကျင်းပတယ်လို့မျိုးတကြံအကျိုးနေရနေပြီးတော့အတက်နေအထိနေရာတိုင်းမှာစီကားစွာနဲ့ရေပက်ကစားကြတာမျိုးလည်းမဟုတ်ပါဘူးသူတို့တတ်မှတ်ထားတဲ့ဧရိယာနဲ့သူတို့တတ်မှတ်ထားတဲ့နေရာသူတို့တတ်မှတ်ထားတဲ့ရက်မှာသာစုံကရံပွဲတော်ကိုကျင်းပတာဖြစ်ပါတယ်စုံကရံပွဲတော်မှာပါဝင်ဆင်နွှဲခြင်းတဲ့လူတွေကသူတို့တတ်မှတ်ထားတဲ့နေရာကိုတွားပြီးတော့ရေကစားကြရတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုမျိုးနေရာတိုင်းမှာမန်တက်တွေစောက်ပြီးတော့ရေပက်ကစားကြတာမျိုးလည်းမဟုတ်ပါဘူးသူတို့တတ်မှတ်ထားတဲ့နေရာမှာလမ်းလျှောက်တကြံလိုမျိုးစုံကရံပွဲတော်ကိုပါဝင်ခြင်းတဲ့လူတွေကတွားရောက်ပြီးတော့ရေပက်ခံရတာဖြစ်ပါတယ်ရေပက်တယ်ဆိုပေမဲ့လည်းမီးသက်ပိုက်တွေပိုက်လုံးတွေနဲ့ပက်တာမျိုးလည်းမဟုတ်ပါဘူးရေပြင်းလေးတွေနဲ့ပက်ပြီးတော့သူတို့ယူရတနခါမုတ်တွေနဲ့တုံလင်းပြီးတော့စော့ကြတာဖြစ်ပါတယ်။စုံကရံပွဲတော်ဆိုပေမဲ့လူတိုင်းလည်းရေမပတ်ပါဘူး။ရေမဆူခြင်းနဲ့အရေးအယံပြလို့ရှိရင်ရေပတ်လို့မရပါဘူး။ပတ်ခဲ့ရင်လည်းဒါတိုင်တန်းလို့ရပါတယ်။စုံကရံပွဲတော်ကိုကျင်းပတဲ့အခါမှာထိုင်းလူမျိုးတွေကစီကံတကြနဲ့ကျင်းပတာကိုတွေ့ရပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုမျိုးမန္တလေးစောက်ပြီးတော့ငွေတောက်စားတာမျိုးလည်းမတွေ့ရပါဘူး။စုံကရံပွဲတော်ရက်ဆိုပေမဲ့လည်းထိုင်းနိုင်ငံမှာရှိရဲမော်တွေရောဆိုင်တွေရောအားလုံးကပုံမှန်အတိုင်းပဲဖွင့်ကြပါတယ်ဒီနေ့တကြံအကြနေမှာတော့ထိုင်းနိုင်ငံမှာနေ့လယ်လောက်ကတည်းကစပြီးတော့မိုးရွာပါတယ်ဒီနေရာမှာဆိုလို့ရှိရင်မနေ့ကအကျုံနေ့ညဆိုလို့ရှိရင်အခုလိုမျိုးညနဲ့တဲ့အထိဖြော်ပြရေးတွေနဲ့ပရိသတ်တွေအများကြီးနဲ့ရေပက်ကစားကြတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီနေရာမှာဒီဖြော်ပြရေးမန်တက်တွေလည်းမရှိတော့ဘူးပြိတ်တက်တွေလည်းမရှိတော့ဘူးအားလုံးကပုံမှန်အတိုင်းပဲပြန်ဖြစ်သွားပါတယ်ထိုင်းလူမျိုးတွေရဲ့စုံကရံပွဲတော်ဟာကျင်းပပုံကလုံးဝစီးစနစ်ကျပြီးတော့စီကံတကြနဲ့ကျင်းပတာကိုလည်းလေးလာအတူတူပဲတွေ့ရပါတယ်မနေ့ကလူတိုးမပေါအောင်စီကားတဲ့နေရာဒီနေ့မှာဆိုလို့ရှိရင်တော့မန်တက်တွေလည်းမရှိတော့ဘဲနဲ့အားလုံးရှင်းလင်းပြီးတော့တန့်ရှင်းနေတာကိုလည်းအတူတူပဲတွေ့ရပါတယ်ဘန်ကောက်မြို့ရဲ့စုံကရံပွဲတော်အကြောင်းလေးကိုဗဟုသုတအဖြစ်ရိုက်ကူးတင်ပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘလော့များမှာလည်းထပ်မံဆုံတွေ့ကြပါမယ်ခင်ဗျာ